ရန်ကုန်မြို့မှာအသက်18နှစ်အရွယ်ကျောင်းသားမောင်ဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအသက်19နှစ်မှတ်ပုံတင်အတုကိုထုတ်ပေးကစစ်မှုထမ်းတင်နန်းကျောင်းကိုပို့ဆောင်ခဲ့ပေမဲ့လည်းမိသားစုဘက်ကအသက်မပြည့်သေးတဲ့ကျောင်းသားအထောက်အထားအပြည့်အစုံပြသကပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်အကြံဖက်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကရွေးကောက်ပွဲတော်မကျင်းပရသေးပေမဲ့လည်းလွတ်တော်အမတ်28နေရာကိုမပြိုင်ပဲအနိုင်ရရှိသွားပြီလို့ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။လာမယ့်ရွေးကောက်ပွဲမှာကြံ့ဖို့ပါတီကအမတ်လောင်းရေအတွက်2018ရောက်ရှောက်လွှာတင်သွင်းပြီးအများဆုံးရှင်ပြိုင်ပြရာမဲဆန္ဒနယ်28ခုမှာကြံ့ဖို့ပါတီနဲ့ရှင်ပြိုင်မဲ့အမတ်လောင်းမရှိတဲ့အတွက်အလိုအလျောက်ကြံ့ဖို့ပါတီကကိုယ်စားလှယ်လောင်းတွေကအနိုင်ရရှိသွားတာလို့သိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်ကော်မရှင်ကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းဈေးကွက်နာမည်ရတရုတ်ဆောင်တွေကိုအသုံးပြုပြီးခေတ်သမိုင်းကိုဒုံစည်းမြစ်သူများဆိုတဲ့ဝါဒဖြန့် policy စကားတစ်ခုကိုစစ်တပ်ပိုင်းမြောက်ရီ channel ကနေတဆင့်ထုတ်လွှင့်ပြသခဲ့ပါတယ်။ခေတ်သမိုင်းတစ်ခုမှရဝင်းကရိုက်ကူးတဲ့အဲ့ဒီစကားဟာမကြခင်ကျင်းပမဲ့စစ်ကောင်းဆောင်ရဲ့အတူရောင်ရွေးကောက်ပွဲအရေးပါပုံအကြောင်းနဲ့ပြည်သူတော်လှန်ရေးအပေါ်မဟုတ်မမှန်ဆွဆွဲပုံဖြတ်တဲ့အနေနဲ့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။မြန်မာအကြံဖတ်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ဖို့ပြက်ကွက်နေတဲ့အတွက်မင်းအွန်လိုင်းအပါအဝင်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေအတွက်တက်ရောက်ခွင့်မပေးဘူးလို့အာဆီယံကဆက်လက်ပိတ်ပင်လိုက်တဲ့အပြင်ရွေးကောက်ပွဲမကျင်းပမီအကြံဖတ်မှုတွေအရင်ရပ်ပြီးအားလုံးပါဝင်တဲ့တွဲဆုံညှိနှိုင်းရေးတွေလုပ်ရမယ်လို့အသိပေးလိုက်ပါတယ်။